ဒီဟင်းကိုလေစောစောလေးချက်မစားခဲ့မိရတော့နောင်တရတယ်ငရုတ်ပွားစားတော့ချက်ကလေးကိုချက်စားပြီးတော့ရမ်းကြိုက်လို့ချက်နီးလေးလည်းမျှဝေပြစေနော်ကျမကတော့ငရုတ်ပွားထဲမှာစားတော့ဖို့အတွက်ငဖဲကိုအသုံးပြုထားပါတယ်ရှင်ငဖဲလေးကပေါက်ပြီးသားလေးဝယ်လာတာဆိုတော့စားလေးကပါပြီးသားမို့လို့ဂျင်းရည်လေးညစ်ပြီးတော့မှငရုတ်ကောင်းလေးပဲထည့်ပြီးတော့နေလိုက်ပါတယ်ငရုတ်ပွားကတော့အလုံးလိုက်ကြီးဆိုရမ်းကြီးနေမှာဆိုလို့အချမ်းလေးချမ်းပြီးတော့ပဲစားတော့လိုက်တာပါရှင်ကိုဖဲ့ပြီးတော့ကြံရင်လည်းသူများအောင်မကြွေးချင်လို့သူများဖဲ့ပြီးတော့ကြံရင်လည်းကိုမစားချင်တာမို့လို့ဒီတိုင်းချမ်းလိုက်ကလေးပဲတွတ်လိုက်ပါတယ်ပြီးသွားရင်တော့ကြက်သွန်ဖြူကြက်သွန်နီလေးရဲ့ငရုတ်သီးစိမ့်မုံလေးရဲ့စားလေးရဲ့ကိုတခါတည်းထည့်ပြီးတော့မှထောင်ပေးလိုက်ပါမယ်ကျိတ်ဆက်ရှိရင်တော့ကျိတ်ဆက်လေးနဲ့ကြိတ်တာကတော့ပို့ပြီးတော့လူသက်တာတာပေါ့နော်အောင်မြင့်မြင့်ရဲ့ပဲစီမွေးမွေးလေးနဲ့စီစားတတ်ပါမယ်ရှင်ဒီနေရာမှာတော့အနှစ်လေးများများလေးရအောင်လို့ကြက်သွန်နီကိုတော့များများလေးသုံးထားပါတယ်ရှင်စီတက်ထားတဲ့အထဲကိုရောင်လေးပိုလာသွားအောင်လို့စနွေးလေးနဲ့ငယ်လေးထပ်ပြီးတော့ထည့်လိုက်ပါတယ်အရင်ဆုံးနှစ်ကြအောင်ချက်မှာမို့လို့ရေလေးထည့်ပြီးတော့မှအရသာအတွက်ငံပြားရေးကြက်သားမုံနဲ့ငရုတ်ကောင်းလေးပဲထည့်လိုက်ပါတယ်ရှင်ရေလောက်ချက်ပြီးသွားတော့လိုချင်တဲ့အနှစ်နေထားလောက်လေးရသွားပြီဆိုရင်တော့ငရုတ်ပွားတွေကိုငဖဲစားသွတ်ထားတာလေးကိုထည့်ချက်လိုက်ပါမယ်ရှင်ပြီးသွားရင်တော့ငဖဲလေးချက်သွားပြီးတော့မှငရုတ်ပွားလေးတွေနူးဤသွားစေဖို့အတွက်ရေလေးတရေလောက်ထည့်ပြီးတော့မှချက်ပေးလိုက်ပါမယ်လိုမျိုးလေးချက်စားတာလေငရုတ်ပွားရဲ့အချိုဓာတ်ငဖဲအချိုဓာတ်ကိုပြေးဝါရပြီးတော့မှထုတ်ကလေးနဲ့စားလို့ရန်ကောင်းပါတယ်ဒီကတော့ငရုတ်ပွားစားသွတ်ချက်ကလေးနဲ့နံပါတ်ချင်းလေးကိုလည်းတုတ်ထားပါတယ်ဦးစားပဲသီးနဲ့ကြက်ဥလေးကိုကြော်ပြီးတော့မှငပိရပြပြလေးတစ်ခွက်လည်းဖြော်ပြီးတော့မှအချင်းဟင်းလေးတစ်ခွက်လည်းချက်ထားပါတယ်ရှင်အလုံးမဲ့ထမင်းစားကောင်းကြပါစေနော်ကျေးဇူးပါရှင်ဘိုင်ဘိုင်